အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်အခုပြပေးမယ့် site ကကျွန်တော်တို့ဒါဒီ site လေးကကျွန်တော်တစ်ခါပြဘူးတယ်เนาะ new မင်္ဂလာကဏ္ဍမှာ6ထိပ်เนาะအဲ9ရဲ့နှစ်ခါကို6ထိပ်လို့ရိုက်တာเนาะ9ရဲ့နှစ်ခါကို6ထိပ်9နှစ်ခါ6ထိပ်ရိုက်တာအဲ9ကဒီ3နောက်ပိတ်နဲ့ဒီနောက်ပေါင်း6နဲ့ကို9เนาะအဲ9က9ထိပ်เนาะပြီးတော့ဒီ3နောက်ပိတ်နဲ့ဒီရှေ့ပေါင်း3နဲ့က6เนาะအဲ6က6ထိပ်စီเนาะဒီ3လုံး9เนาะဒီ3လုံး6 6လို့ထောက်ပြီးကမှာเนาะဒီ3လုံး9ဒီ3လုံး6 6လို့ထောက်ပြီးကမှာအဲ9က9ထိပ်နဲ့6ထိပ်ဆိုပြီးထောက်တာเนาะဒါပထမကဒုတိယကဒီမှာရှိမယ်เนาะ9 6ထောက်တာ9ထိပ်6ထိပ်တဲ့မလေးနော်ဒုတိယကဒီမှာရှိမယ်နော်9ထိပ်နော်9ထိပ်နှုတ်မလာထဲမှာ9ထိပ်9နှစ်ခါ6ထိပ်နော်9နှစ်ခါ6ထိပ်နော်အဲ9 6ကလည်းပဲဒီမှာဒီနောက်ပိတ်နဲ့ဒီနောက်ပေါင်းနဲ့9နော်အဲ9က9ထိပ်ရိုက်တာနော်ဒီနောက်ပိတ်နဲ့ဒီရှေ့ပေါင်းနဲ့က6နော်အဲ6က6ထိပ်နော်ဒီ3လုံး9ဒီ3လုံး6အဲ9 6ထောက်ပြီးကမှသူကဒီ9ထိပ်6ထိပ်ကိုရိုက်တာနော်ဒုတိယကတတိယကဒီမှာရှိမယ်နော်တတိယကနှုတ်မင်္ဂလာကဏ္ဍမှာ9ထိပ်နော်သူ့ရဲ့နှစ်ခါကို6ထိပ်ဒုတိယပဲမှာနော်ဇရာတစ်ချက်လုံးမှာဒီ3ကပ်ပဲရှိတယ်နော်9ထိပ်6ထိပ်အဲ့9ကလည်းပဲဒီ9နောက်ပိတ်နဲ့ဒီနောက်ပေါင်းတွေကို9လို့ရိုက်တာနော်အဲ့9က9ထိပ်နော်ပြီးတော့မှဒီ9နောက်ပိတ်နဲ့ဒီရှေ့ပေါင်းခုနဲ့ကို6ရိုက်တာနော်6ရိုက်တာအဲ့6က6ထိပ်နော်ဒီ3လုံး9ဒီ3လုံး6 6ကဒီမှာ9 6လို့ထောက်တာနော်ဟုတ်ပြီနော်အဲ့ဆိုအဲ့နှစ်ထဲမှာကျွန်တော်က6 6အဲ့6 6ထွက်တဲ့နှစ်ထဲမှာ6 6ထောက်တဲ့နှစ်ထဲမှာလို့နော်နှုတ်မင်္ဂလာကဏ္ဍမှာ9ထိပ်နဲ့6ထိပ်နဲ့နှစ်ခါထောက်တာနော်အဲ့နှစ်ထဲမှာ668ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်9ခုဆိုတဲ့ကဏ္ဍပတ်လည်းလိုက်ထွက်တယ်เนาะကျွန်တော်ပြောဘူးတယ်เนาะတခါ668ဆိုတဲ့ကဏ္ဍထွက်တယ်9ခုဆိုတဲ့ကဏ္ဍတစ်ခုလိုက်ထွက်တယ်ပြီးလို့ရှိရင်350ဆိုတဲ့ကဏ္ဍတစ်ခုထွက်တယ်เนาะထွက်ပြီးလို့ရှိရင်သူက939ခုကဏ္ဍထွက်တယ်เนาะထွက်ပြီး642ဆိုတဲ့ကဏ္ဍထွက်တယ်လို့ကဏ္ဍ9ခုလိုက်ထွက်တယ်ဆိုပြီးတော့ကျွန်တော်ပြောပြထားတယ်เนาะ642ဆိုတဲ့ကဏ္ဍအခုပွဲမှာဒီ642ကိုဖမ်းပြမှာเนาะတက်ဖတ်မှာဒီ642ကိုဟုတ်ပြီเนาะအဲ့တော့အဲ့9 6ထောက်တဲ့နှစ်ထဲမှာတဲ့အဲ့9ထိပ်ကြီးဒီ4ချိန်ထွက်တယ်ဒီကောင်အပါဝင်ဒီ9ထိပ်နှုတ်မင်္ဂလာကဏ္ဍ9ထိပ်ပါဝင်9ထိပ်ဒီ4ချိန်ထွက်တယ်တစ်ချိန်2ချိန်3ချိန်နော်9ထိပ်ဒီ4ချိန်ထွက်တယ်အဲ9ထိပ်ဒီ4ချိန်ထွက်တဲ့ထဲမှာ939ခုတဲတစ်ခွက်ပါတယ်နော်အဲ့မှာ6ဒီ6ဒီ6ထိပ်ဒီသူ့အပါဝင်6ထိပ်3ကပဲထွက်တယ်နော်အဲ့တော့ဒီမှာ6ထိပ်ဒီချိန်ထွက်တယ်ဒုတိယချိန်6ထိပ်ကဒီမှာထွက်တယ်နော်အဲ့ဒုတိယချိန်6ထိပ်ဒီ8ခါရဲ့ဆောင်းမှာထွက်တယ်နော်ထွက်တဲ့ချိန်မှာ63ရှည်တွဲနဲ့ထွက်တာနော်အဲ့ဒီချိန်မှာသူကတတိယချိန်မြောက်6ထိပ်3ချိန်ပဲထွက်တာဖြစ်တဲ့အတွက်6ထိပ်ဒုတိယချိန်6ထိပ်ဒီ63ရှည်တွဲနဲ့ထွက်တယ်နော်ထွက်ပြီးရတယ်တတိယချိန်6ထိပ်လို့ထွက်တာနဲ့ဒီတိုင်းနဲ့တည်းသူက642ဆိုတဲ့ကဏ္ဍကိုထွက်တာနော်642ကဏ္ဍကိုထွက်တာတတိယချိန်မှာနော်ဒုတိယကမှလည်းသူဒီတိုင်းပဲနော်ဒုတိယကမှလည်းသူဒီတိုင်းပဲ6ထိပ်6ထိပ်ထောက်တယ်နော်အဲ့ဒီထဲမှာ939ခုဆိုတဲ့ကဏ္ဍထွက်တယ်ထွက်ပြီးရတယ်သူက353ဆိုတဲ့ကဏ္ဍထွက်တယ်ပတ်လေနော်ထွက်ပြီးရတယ်သူက9ခုဆိုတဲ့ကဏ္ဍပတ်လေထွက်တယ်309ခုပတ်လေထွက်တယ်နော်ထွက်ပြီးတော့642ဆိုတဲ့ကဏ္ဍပတ်လေကဏ္ဍ9ခွက်လိုက်ထွက်တယ်နော်အဲ့ထွက်တဲ့နှစ်ထဲမှာပဲတဲ့အဲ့6ထိပ်စီးဒီတဲ့အဲ့နှစ်ထဲမှာ6ထိပ်တစ်ချိန်6ထိပ်စီး2ချိန်နော်ဒီမှာတစ်ချိန်6ထိပ်စီး3ချိန်နော်6ထိပ်တစ်ချိန်6ထိပ်2ချိန်6ထိပ်စီး3ချိန်6ထိပ်စီး4ချိန်ထွက်တယ်နော်6ထိပ်စီးက4ချိန်ထွက်တယ်အဲ့နှစ်ထဲမှာ6ထိပ်စီး4ချိန်ထွက်တယ်အောက်မှာမရှိတော့အဲ့6ထိပ်စီး4ချိန်ထွက်တဲ့ထဲမှာ939ခုတဲတစ်ခွက်ပါတယ်နော်ဟုတ်ပြီအဲ့6ထိပ်စီး4ချိန်ထွက်ပြီး6ထိပ်စီးသူ့ပါဝင်6ထိပ်စီး3ချိန်မထွက်မယ်ဒုတိယကနော်အဲ့6ထိပ်စီးဒီမှာတစ်ချိန်ထွက်တယ်ဒုတိယချိန်6ထိပ်ထွက်တဲ့အချိန်မှာပထမကတုန်းက63ရှည်တွဲနဲ့ထွက်တယ်ဒုတိယကကျတော့6နှစ်ရှည်တွဲနဲ့ဒုတိယချိန်6ထိပ်စီထွက်တယ်တတိယချိန်6ထိပ်စီလို့ထွက်လာတာနဲ့အဲ6နှစ်လေးဆိုတဲ့ကဏ္ဍထွက်တာနော်အဲ့တော့အဲ့ကဏ္ဍนี่ဘယ်ချိန်မှာထွက်မလဲဆိုတော့ပြီးရင်ထောက်ဖမ်းပြမယ်နော်ဒါဆိုအခုတတိယကမှအဲ့တိုင်းပဲ6ထိပ်နဲ့6ထိပ်နှစ်ထပ်ထောက်တယ်အဲ့ဒီနှစ်ထဲမှာခုနကဏ္ဍ9ခွက်နော်အဲ့ကဏ္ဍ9ခွက်ကလိုက်ထွက်ဖို့ရှိတယ်အကုန်ထွက်ခြင်းမှလည်းထွက်မယ်နော်ဒါပေမဲ့အနည်းဆုံးတစ်ခွက်နှစ်ခွက်တော့ထွက်မယ်လို့မှန်းထားတယ်နော်အဲ့နှစ်ထဲမှာသူက6ထိပ်စီ4ချိန်ထွက်ရမှာဆို6ထိပ်ကဒီချိန်မဲ့ထွက်သေးတာနော်လိုက်မထွက်သေးဘူးနော်အဲ့6ထိပ်စီ4ချိန်ထဲမှာ939ခုတဲတစ်ခွက်ပါတယ်နော်လိုက်ထွက်တယ်နော်9ထိပ်ဒီကဒီချိန်မဲ့ထွက်တယ်ဟုတ်ပြီအဲ့6ထိပ်ဒီနဲ့ပတ်သက်လို့6ထိပ်ဒီက3ချိန်ထွက်ရမှာအဲ့နှစ်ထဲမှာနော်အဲ့6ထိပ်ဒီမှာတစ်ချိန်ထွက်တယ်ဒီမှာတစ်ချိန်ထွက်တယ်ဒုတိယချိန်6ထိပ်ဒီထွက်တဲ့ချိန်မှာပထမကမှ63တွဲနဲ့ထွက်တယ်ဒုတိယကမှ6နှစ်တွဲနဲ့ထွက်တယ်အခုတတိယကမှ61ရှည်တွဲနဲ့ထွက်တာနော်ဒုတိယချိန်6ထိပ်ဒီထွက်တဲ့ချိန်မှာ6ထိပ်ဒီ3ချိန်ထွက်ရမှာ3ချိန်ထွက်ရမယ့်ထဲမှာဒုတိယချိန်6ထိပ်ဒီထွက်တဲ့ချိန်မှာပထမကမှ63ရှည်တွဲဒုတိယကမှ6နှစ်ရှည်တွဲအခုတတိယကမှ61ရှည်တွဲနဲ့ထွက်တယ်ထွက်ပြီးရတယ်တတိယချိန်မြောက်6ထိပ်ဒီထွက်တာနဲ့သူ64နှစ်လိုက်ထွက်ရမှာနော်ဟုတ်ပြီအဲ့တော့64နှစ်ဆိုတဲ့ကဏ္ဍကိုဒီဘက်မှာဖမ်းပေးထားနော်64နှစ်6နှစ်4ပေါ့နော်နှစ်ခွက်
6နှစ်လေး6လေးနှစ်နော်သူ6ထိပ်နဲ့ဟိုတတိယအကြိမ်မြောက်6ထိပ်စီထွက်ရင်ဒီကနန်း2ခွက်လိုက်ထွက်ရမှာနော်ဟုတ်ပြီအဲ့ဒီကနန်းနေဘယ်ချိန်မှထွက်မလဲနော်ကြည့်အောင်နော်အဲ့ဒီကနန်းနေဘယ်ချိန်မှထွက်မလဲဆိုနှူးမင်္ဂလာကနန်းမှာ6 6နှစ်ခတ်ထောက်တယ်အဲ့6ကအဲ့နှစ်ထဲမှာထိပ်စီး3ချိန်ထွက်တယ်နော်3ချိန်ထိပ်စီးထွက်တဲ့ချိန်မှာပထမချိန်6ထိပ်စီကဒီမှာထွက်တယ်ဒုတိယချိန်6ထိပ်စီကဒီမှာထွက်တယ်8ခါရဲ့ဇောင်းမှာထွက်တယ်နော်တက်ပြီးတော့တတိယချိန်6ထိပ်စီထွက်တဲ့အချိန်မှာတဲ့သူက6လေးနှစ်ဆိုတော့ကနန်းနဲ့လာထွက်တာနော်6ထိပ်စီက3ချိန်မှထွက်ရမှာအဲ့ထွက်ရမှာ3ချိန်ထွက်ရမယ့်ထဲမှာတတိယချိန်မြောက်3ချိန်မြောက်6ထိပ်စီထွက်ရင်6လေးနှစ်နဲ့ထွက်ရမှာနော်အဲ့6လေးနှစ်ထွက်တော့မယ်ဆိုရင်တဲ့သူကနှူးမင်္ဂလာကဏ္ဍမှာသူက6 6လူထောက်ထားတာဟို9နှစ်က6ထောက်ထားတဲ့အတွက်9နဲ့6နဲ့ပေါင်းရင်က9ဖြစ်တဲ့အတွက်သူ့ရှင်းနှစ်မှာဗရိန်9နော်သူ့ရှင်းနှစ်မှာဗရိန်9ထောက်ရမှာအဲ့ဗရိန်9ဒီတခြား9မရဘူး3ညထိပ်စီနဲ့ဗရိန်9ထောက်ထားရမှာနော်3ညထိပ်စီနဲ့ဗရိန်9ဖြစ်ရမယ်ထောက်ထွက်ပြီးရနဲ့အဲ့3ညထိပ်က3ညထိပ်ထိပ်တူထိပ်ထက်ရမှာ3ညထိပ်တူထိပ်ထပ်ပြီးမှသူ့ဘေးမှာသူကကြာတာနော်ဒါဘေးတော့သူကြားတယ်ဆိုရင်သူ့ပေါ်မှာကွာ3ကပုံလေးကစားအောင်မယ်နော်3ညထိပ်စီနဲ့ဗရိန်9ထွက်တယ်ထွက်ပြီးရနဲ့ထိပ်တူထိပ်တိုက်တယ်တိုက်ပြီးရနဲ့သူ့ဘေးမှာအဲ့ဗရိန်9ရဲ့နက်ခတ်ကိုကွာပေါင်းချင်း3နော်အဲ့ကွာပေါင်းချင်း3ရဲ့အပေါ်မှာရှေ့ပေါင်း1နော်ဒုတိယကကြရင်ရှေ့ပေါင်း2လာမယ်တတိယကကြရင်ရှေ့ပေါင်း3လာမယ်နော်အဲ့ရှေ့ပေါင်း1ကွာ3နော်ကွာပေါင်းချင်း3အဲ့မှာသူကဇောင်းပေါင်းချင်း3ကိုတဲ့ဗရိတ်3ကိုရိုက်ပြီးကမှအဲ့6လေးနှစ်ဆိုတဲ့ကဏ္ဍကစားတာပါတဲ့နော်ဒါပထမကဟုတ်ပြီဒုတိယကမှလည်းမ6 6နှစ်ဦးမင်္ဂလာကလည်းမထောက်တယ်6 6ထောက်ပြီးရတယ်အဲ့6က3ချိန်ထိပ်စီထွက်ရမယ်ပထမချိန်6ထိပ်စီဒီမှာထွက်တယ်ဒုတိယချိန်6ထိပ်စီကဒီမှာထွက်တယ်သူထွက်တော့မှဆိုရင်8ခါရဲ့ဇောင်းမှာပဲထွက်တယ်အဲ့6ထိပ်စီဒီပထမကမှ6 3ရှည်ရွယ်နဲ့ထွက်တယ်ဒုတိယကမှ6နှစ်ရှည်ရွယ်နဲ့ထွက်တယ်ဒုတိယချိန်မြောက်6ထိပ်စီ2ချိန်မြောက်6ထိပ်စီထွက်ရင်နော်ဟုတ်ပြီအဲ့တော့တတိယချိန်3ချိန်မြောက်6ထိပ်စီကဒီမှာလာထွက်တယ်အဲ့3ချိန်မြောက်6ထိပ်စီထွက်ပြီဆိုတာနဲ့6လေးနှစ်ဆိုတဲ့ကဏ္ဍထွက်တာနော်အဲ့6လေးနှစ်ဆိုတဲ့ကဏ္ဍထွက်တော့မယ်ဆိုရင်တဲ့သူ့ရှေ့မှာ6 နှူးမှာ6မင်္ဂလာကဏ္ဍမှာ6ထောက်ထားတယ်တော့6ပေါင်းရင်9ဖြစ်တဲ့အတွက်သူကဗရိန်9ထောက်ရမှာနော်9ထိပ်စီနဲ့ဗရိန်9ဖြစ်သွားပြီနော်ပထမကမှ6လေးနှစ်ထွက်တော့မယ်ဆိုရင်3ညထိပ်စီနဲ့ဗရိန်9ထောက်တာပြီးမှထိပ်စီ3ညထိပ်စီက3ညထိပ်စီပြန်ကြမယ်သူ့ဘေးမှာအဲ့ဗရိန်9ရဲ့နှစ်ခါ3ခွာမယ်နော်3ခွာဖို့အတွက်သူ့ပေါ်မှာရှေ့ပေါင်း1နော်ဇောင်း3လုံးပေါင်းချင်း3ပြီးဗရိန်3ရိုက်ပြီးမှအဲ့အောင်မှာကြာအခုဒုတိယကကြတော့ဗရိန်9ဒီ6ထိပ်စီနဲ့ဖြစ်သွားပြီပထမကမှ8ထိပ်3ညထိပ်စီနဲ့ဗရိန်9အခုဒုတိယကကြတော့6ထိပ်စီနဲ့ဗရိန်9အဲ့6ထိပ်စီက6ထိပ်စီပြန်တိုက်ရမယ်တိုက်ပြန်အဲ့ဗရိန်9ရဲ့နှစ်ခါကိုသူ့ဘေးမှာကွာပေါင်းချင်း3ပုံလေးခွာရမယ်နော်အဲ့ကွာပေါင်းချင်း3ခွာတော့မယ်ဆိုရင်အပေါ်မှာပထမကမှရှေ့ပေါင်း1နဲ့ခံပြီးမှကွာ3အခုဒုတိယကမှရှေ့ပေါင်း2ခံပြီးမှကွာ3နော်အဲ့ကွာ3ခွာမယ်ခွာပြီးရင်ဇောင်း3လုံးပေါင်းချင်း8အဲ့ဇောင်း3လုံးပေါင်းချင်း8ကိုဗရိတ်8လို့ရိုက်ပြီးမှအဲ့ချောင်းနေလေးဆိုတော့ကဏ္ဍကြာတာနော်ဟုတ်ပြီဒါဆိုတတိယကတတိယကမှလည်းအဲ့တိုင်းပဲနော်နှူးမင်္ဂလာကဏ္ဍမှာ6 6ခွာထောက်တယ်နော်6 6ထောက်တဲ့အတွက်အဲ့ဒီထဲမှာ6ထိပ်စီက3ချိန်ထွက်မယ်ဒီမှာ6ထိပ်စီတစ်ချိန်ထွက်ပြီဒုတိယချိန်6ထိပ်စီဒီမှာထွက်တယ်သူထွက်တဲ့ချိန်မှာ8ခါရဲ့ဇောင်းမှာပဲသူထွက်တယ်ထွက်ပြီးတော့ပထမကမှ6တစ်တွဲပထမကမှ6 3ဒုတိယကမှ6နှစ်အခုတတိယကမှ6တစ်ရှည်ရွယ်နဲ့ထွက်လာထွက်ပြီးတော့တတိယချိန်မြောက်6ထိပ်စီကဒီမှာဖမ်းထားတာနော်ဒီမှာ6တတိယချိန်မှာ6ထိပ်ပါလို့ဆိုတော့သူကနှူးမင်္ဂလာကဏ္ဍမှာ6 6ထောက်ထားတဲ့တွဲတဲ့6 6က9ဖြစ်တယ်ဆိုတော့ဗရိန်9အဲ့ဗရိန်9ဒီ8ထိပ်နဲ့ဖြစ်ရမှာပထမကမှ3ညထိပ်နဲ့ဗရိန်9ဒုတိယကမှ6ထိပ်နဲ့ဗရိန်9အခုတတိယကမှ8ထိပ်စီနဲ့ဗရိန်9အဲ့လိုကြာပြီးထောက်ပြီးကမှသူက8ထိပ်က8ထိပ်ပြန်ကြမယ်သူ့ဘေးမှာအဲ့ဗရိန်9ရဲ့နှစ်ခါကိုကွာပေါင်းချင်း3လို့ခွာထားမယ်နော်အဲ့ကွာပေါင်းချင်း3ခွာချိန်မှာလည်းအပေါ်မှာပထမကမှရှေ့ပေါင်း1ဒုတိယကမှရှေ့ပေါင်း2အခုတတိယကမှရှေ့ပေါင်း3အဲ့ရှေ့ပေါင်း3ခံပြီးကမှကွာ3ရိုက်မှာနော်အဲ့ကွာ3ရိုက်ပြီးတော့ဇောင်း3လုံး30ဒီဘူပရိတ်ဆိုပြီးတော့နော်ဇောင်း3လုံး3ညပရိတ်ရိုက်ပြီးကမှအဲ့အောင်မှာ6ထိပ်စီတတိယမြောက်6ထိပ်စီပေါ်ပြီးတော့မှ6လေး2 6နှစ်လေးဆိုတဲ့ကဏ္ဍထွက်ပေးရမှာနော်ဟုတ်ကဲ့အားလုံးပဲဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်နော်မရှင်းရင်နှစ်ခါပြန်ကြည့်ပါဗျာနော်အဲ့တော့ကျွန်တော်ဒီပွဲမှာ6လေး2 6နှစ်လေးဆိုတဲ့ကဏ္ဍနှစ်ကွက်ကိုထုတ်ပေးလိုက်တယ်ကြိုက်တဲ့လူကထိုးတာပါမကြိုက်တဲ့လူကကြောသွားပါဗျာနော်အားလုံးပဲခုတ်လိုက်နော်ကံကောင်းကြပါစေ